Hello ဒီနေ့ကတော့ဒူစာကဒီလိုမျိုးစားလုပ်ကောင်းတဲ့ကြက်ဥပေါင်းလေးကိုဘယ်လိုလုပ်လဲဆိုတာအနောက်မှာဗီဒီယိုလေးနဲ့ပြထားပြီးတော့ကျွန်တော်ဆုံးနေကြည့်ပါပြီနော်ဒီမှာကြက်ဥလေးကို၄လုံးလောက်ကိုဒူစာအဲ့လိုမျိုးရေဆေးပြီးတော့မှထိတ်လေးပဲဖောက်ပါရနော်တစ်လုံးလုံးခွဲလို့မရပါဘူးရှင်ဒူစာတို့အဲ့ကြက်ဥလေးကိုပြန်သုံးပါဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးလေးဒူစာတို့အထိတ်မှာဖောက်ပြီးသွားပြီဆိုတာနဲ့ထည့်ပြခွက်လေးတွေကိုထည့်ပြရပါမယ်နော်လူစားပကံလေးတွေကိုထည့်ပေးလိုက်ပါတယ်ရှင်အမတစ်လုံးပြီးတစ်လုံးလူစားဖောက်ပါတယ်နော်အမသူအလုံးမျိုးကွဲရလို့မရပါဘူးရှင်လူစားတော့အဲ့အလုံးလေးကိုပြန်သုံးမှမလို့ပါနော်အဲ့လိုမျိုးနဲ့တစ်လုံးမျိုးတစ်လုံးကျမအရက်ကလာရှိရကျမစိတ်ရှိတာမဟုတ်ဘူးအမလုံနေရတာဒါပေမဲ့ကျမစားဖို့တောက်ဖို့အတွက်ဆိုတော့ကျမစိတ်ရှိလေးနဲ့လုပ်ပါတယ်နော်တစ်လုံးပြီးတစ်လုံးအဲ့လိုမျိုးလုပ်ရပါတယ်ရှင်ကျမကြတော့စိတ်မရှိတော့ပါဘူးဒါပေမဲ့လည်းစိတ်ရှိဒီခံလန်းတောင်းမှန်ဆိုတဲ့အတိုင်းပဲကျွန်မဖြည်းဖြည်းချင်းလုပ်သွားပါတယ်နော်မတူရီနဲ့ရောဇိုးနေနဲ့ရောခင်းနေနဲ့ရောကျွန်မလုံနေရပါတယ်ရှင်စိတ်ရှိတာမရှိတာတော့မသိပါဘူးရုပ်ကိုပဲကြည့်လိုက်ပါရှင်အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုတဲ့အချိန်မှာမနော်လူသားတို့ခင်းလေးနဲ့မွေပေးပါမယ်ရှင်အဲ့မှာငရုတ်ကောင်းလေးထည့်မယ်ပြီးတော့စားလေးထည့်မယ်စားပြီးတော့မှဟင်းချုံမုံလေးထည့်လိုက်ပါမယ်နော်သူ့ကိုမေ့နိုင်အောင်လို့ဟင်းချုံမုံလေးများများလေးထည့်ပေးလိုက်ပါလေရှင်ဟောဒီစားတို့ထည့်ပြီးသွားရင်ဆိုတော့မွေပါမယ်ရှင်ဒီလိုမျိုးအယောင်လေးဖြစ်သွားပြီဆိုရင်နော်ဒီစားတို့ခဏကထည့်ထားတဲ့ကြုတ်အခွန်လေးတွေထဲကိုထည့်ပါမယ်နော်ဒီစားကအိမ်မှာဆေးထိုးအကြီးကြီးတစ်ချောင်းကိုယူထားပါတယ်နော်အဲ့ဆေးထိုးအကြီးကြီးနဲ့ဒူစာကစုပ်ထည့်ပါတယ်နော်ဆေးထိုးကအတစ်ကြီးနော်အဲ့ဒါအတစ်ကြီးရေးဆေးပြီးထားဒါအထက်ကိုထည့်တစ်လုံးပြီးတစ်လုံးအဲ့လိုမျိုးလေးထည့်ရပါတယ်နော်စုံလိုက်ထည့်လိုက်ဆိုတော့မှကျမနည်းနည်းတော့အချိန်လေးကြာတော့ပါလိမ့်ရှင်ထည့်နေပါတယ်ဒီလိုမျိုးထည့်ပြီးသွားတဲ့အချိန်မှာအပြည့်ကြီးမထည့်ရပါဘူးရှင်ဒီလိုမျိုးထည့်နေတဲ့အချိန်မှာပေါ့နော်သူကအပြည့်ကြီးဆိုရင်ခဏနေဒူစာတို့ပေါင်းတဲ့အချိန်ကြာရင်ပေါ့နော်ကြက်ဥလေးကလေအပေါ်ကြီးကိုအရန်တက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူ့ကိုတဝက်လေးလည်းမဟုတ်တဲ့အတွက်မပြည့်တပြည့်လေးမှထားပြအောင်ပေါ့နော်အရင်အပြည့်ကြီးဆိုလည်းမရပါဘူးရှင်ဒီမှာဒူစာလိုမျိုးထည့်ပေးလိုက်ပါတယ်နော်ထည့်ပေးပြီးတော့ဒူစာတို့ကရင်နွေးကိုတည်ထားလိုက်ပါမယ်နော်ရင်နွေးကိုတည်ပြီးတော့အဲ့လိုမျိုးပေါင်းပါမယ်နော်ခဏဒူစာတို့ကကြက်ဥလေးလုံးပဲဒူစာမလောက်မှာဆိုလို့အမကြက်ဥ၅လုံးတစ်လုံးပြန်လှုပ်လိုက်ပါတယ်ဒူစာစောင့်နေတာသူတစ်ချောင်းနဲ့စောင့်နေတာကျမအမအဲ့လိုစောင့်နေနေကျမခဏ15မိနစ်တစ်ခါ5မိနစ်တစ်ခါ10မိနစ်တစ်ခါဖွင့်ပေးပါတယ်နော်အဲ့ဒါဖွင့်လိုက်ပိတ်လိုက်တူနဲ့ထိုးလိုက်အမတို့လားတူလေးနဲ့ထိုးလိုက်အမကျမလောက်တာတော့နည်းနည်းပြည့်သွားလို့အပြင်မှာတော့နည်းနည်းလေးတွေရှန်ကျသွားပါသေးတယ်နော်အမကြည့်လိုက်နော်ကျမအမခဏဖွင့်လိုက်ပိတ်လိုက်လုပ်နေစိတ်မချလို့နောက်ဆုံးတော့ဒူစာအခွန်လေးခွာပြီးပါပြီရှင်အခွန်ခွာပြီးဒူစာဓာတ်လေးနဲ့လေးချမ်းလေးစိတ်လိုက်ပါတယ်နော်နောက်ဆုံးမှတော့ဒီလိုမျိုးစားလို့ကောင်းတဲ့ဟာလေးရပါပြီနော်ကြက်ဥပေါင်းလေးပေါ့နော်အချင်းရည်လေးကိုတော့ကိုကြိုက်တဲ့လိုမျိုးလေးလုပ်လို့ရပါတယ်နော်ပဲပုံမုံလေးနဲ့စားရင်လည်းကောင်းပါတယ်ရှင်ဒူစာအချင်းရည်လေးနဲ့စားလိုက်ပါတယ်နော်စားလို့လည်းဒါကောင်းပါတယ်ရှင်စားချင်တော့အိမ်လာလေကြပါနော်ကျမအကုန်လုံးတက်တယ်တော့စားချင်လာလေကြဒါပေမဲ့လေကျမအယူနွေးမရှိရင်မနေနိုင်ပါဘူးရှင်ဘာစားအယူနွေးမတော့ရရင်လည်းမရပါဘူးရှင်စားကြပါဦးနော်မစားကြပါဘူးဆိုကျမကြွေးနေတယ်ပေမဲ့လေအဲ့ဖုန်းထဲမှာမလို့ကြွေးတာအပြင်မှာဆိုမကြွေးဘူးဟောတယောက်တည်းတော့စားလို့မဝဘူးမစားနေတာမစားလိုက်တောက်လိုက်နေနော်ဒါကောင်းနေနောက်ခါအိမ်လာလေလောက်ကြွေးမယ်နော်အိမ်လာလေလောက်ကြွေးမယ်မရင်နွေးလေးတောက်လိုက်သေးတယ်အမကျမအိမ်မှာတယောက်တည်းစားရတာအားမွားလို့ဆိုင်ဝင်လာပြောမှအမေနဲ့လာစားပါတယ်အမဆိုင်မှာလည်းကျမပဲကြိတ်နေပါတယ်စားလိုက်အမေနဲ့လည်းစားပါသေးတယ်ရှင်အမကျမမြေစကားပြောကျမစားနေပါလေရှင်ကြောက်ပါမလေးစားချင်တော့အိမ်လာလေကြပါနော်လောက်ကြွေးပါမယ်လို့